bị thay bế mà nó thay bế mà lái lấy phê bị thay bế mà nó rồi lái lấy phê mà mất đâm mà này nó này nó vô mẹ nó xuống tất cả lấy à rồi nó mi đa số vậy nó xuống tất cả tầm yêu nó xuống cho cha mẹ tất cả về chỉ bảo đấy nó bây giờ tầm yêu nó xuống tất cả lấy mà cho cái chỉ mà nó tầm yêu vậy xa xa ya alo ngoài ngoài cũng đi sao vậy bây giờ đó cáiว่าပြည်သူလူထုနဲ့တကွအားလုံးသောအဖွဲ့အစည်းများအားလုံးကျွန်တော်အဖွဲ့အစည်းများအားလုံးလို့ပြောရတဲ့အတိုင်းအတာလည်းတခုမှမကြံစေချင်တဲ့စိတ်ဆန္ဒနဲ့ပါနော်အဲ့ဒါကိုလည်းအဖွဲ့အစည်းတွေရဲ့နာမည်တွေထုတ်ဖို့မပြောတာကိုလည်းဖွင့်လို့ပေးပါအဖွဲ့အစည်းများအားလုံးလူပုဂ္ဂိုလ်တူချင်းစီလာရောအားလုံးကိုပဲပက်မှကူညီပံ့ပိုးဝိုင်းဝန်းကူညီပံ့ပိုးပေးကြတော့တမီးရဲ့အပေါင်းအသင်းများရဲဘော်ရဲဘက်များအားလုံးတူပဲဒီဘွဲကိုဒီလိုပြမြောက်အောင်ကူညီဆောင်ရွက်ပေးတဲ့အတွက်အတူပဲတမီးရဲ့ကိုစားကျေးဇူးတင်ရှိပါတယ်လို့လိုက်လဲကျွန်တော်အနေနဲ့ပြောကြလိုပါတယ်နောက်ဆုံးကျွန်တော်ပြောချင်တဲ့စကားလေးကဒီအစီအစဉ်နေတော့မှကျွန်တော်အစီအစဉ်မပါပါဘူးနော်ဒါပေမဲ့တမီးရဲ့တဲ့စာလေးကကျွန်တော်ရင်ကိုအမတန်လုံးဝမှတော့အခါမှမီးမငိမ့်နိုင်တဲ့စာဖြစ်နေတဲ့အတွက်ကျွန်တော်ဒီစကားလေးကိုပြောကြရခြင်းဖြစ်ပါတယ်။သမီးရေးခဲ့တဲ့စာလေးကအကောင့်တိုင်ပြန်လာမယ်လို့အာမမခံနိုင်တဲ့ခကြီးကိုသွားရတဲ့အခါအကောင့်တိုင်ပြန်လာမယ်လို့အာမမခံနိုင်တဲ့ခကြီးကိုသွားရတဲ့အခါနောင်ညိုးတွေကခွန်းလွတ်ပေးပါတင်စာဟိန်းဆိုပြီးတော့မှရေးထားတာပါ။သမီးကဒီလမ်းကြောင်းကိုတက်တဲ့အချိန်မှာဘယ်တော့ကမှသူဟာအကောင့်နဲ့ပြန်မလာနိုင်ဘူးအချိန်တိုင်းကြီးအကောင့်နဲ့ပြန်မလာနိုင်ဘူးဆိုတာသမီးတိုက်ပွဲဝင်ရင်သိသွားပြီမသိဘဲနဲ့ဒီစာရေးလို့မရပါဘူးဒါကြောင့်အကောင့်တိုင်းပြန်လာမယ်လို့အာမမခံနိုင်တဲ့ခီးကိုသွားရတဲ့အခါနောင်ကျွေးတွေကခွင့်လွတ်ပေးပါအစိမပြေရင်ဘဝပျက်စီးုံနေမဟုတ်ဘူးသေသွားနိုင်တဲ့အချိန်မှာသမီးကခွန်တောင်းရမယ့်အချိန်မရှိတော့တဲ့အတွက်နံပါတ်1အနေနဲ့ကျွန်တော်တို့မိသားစုကိုနံပါတ်1ရွယ်ပြီးရေးထားတဲ့စာဖြစ်ပါတယ်ကျွန်တော်ခွင့်မပြုရဘူးသမီးကိုဒါကြောင့်သမီးကြိုတင်ပြီးတော့ကျွန်တော်ကိုခွင့်တောင်းခဲ့တာလို့ကျွန်တော်ယူဆပါတယ်နံပါတ်1အနေနဲ့ကကျွန်တော်သမီးမှာကျွန်တော်ပြောရဲတယ်ဒီနေ့အချိန်ဒီသမီးအိမ်တော်ပြုဖို့ရစိတ်မကူဘူးချစ်သူကြီးစားမရှိဘူးသူ့ရဲ့အပေါင်းအသင်းရဲဘော်ရဲဘက်တွေအားလုံးကိုလုံရင်းကန်ရင်နဲ့သူဒီလိုပြစ်သွားခဲ့မယ်တိုက်ပွဲဝင်ရင်လည်းဖြစ်သွားခဲ့မယ်ဆိုရင်တဲ့သူတို့ချစ်ခင်တဲ့နမိုးရနောင်ညိုးတွေအားလုံးကိုပြင်လွတ်ပေးပါလို့ရည်ရွယ်ချက်နဲ့ရေးခဲ့တာဒါကြောင့်မို့ရဲ့ကျွန်တော်တို့မိသားစုကကျွန်တော်ပါဝင်ကျွန်တော်မျိုးသမီးရဲ့မောင်လေးသမီးရဲ့ညီမလေး2ယောက်နော်ကျွန်တော်တို့မိသားစုကကျွန်တော်နာမည်သိန်းထွန်းပါကျွန်တော်မျိုးသမီးရဲ့နာမည်ကတော့အေးမြင့်ပါကျွန်တော်သားသမီးတင်စာဟင်းရဲ့ဒုတိယမြောက်သားရဲ့နာမည်ကဝေယဟိန်းပါတတိယသမီးရဲ့နာမည်ကသိန်းကြီးဟိန်းပါကျွန်တော်သားသမီး3ယောက်ကိုမွေးဖွားပြီးတဲ့အချိန်မှာဟိုက်တလင်းရွာကိုရောက်မှကျွန်တော်ကသမီးငယ်ဆုံးဖြစ်တဲ့ဇေမီထွန်းကိုကျွန်တော်မွေးဖွားခဲ့တာပါဒါကြောင့်မို့ရကျွန်တော်တို့မိသားစုအတွက်သမီးဒီအားလုံးရဲ့အာဇာနည်တွေမကဘူးနော်ကျွန်တော်ရဲ့အာဇာနည်ပါကျွန်တော်သမီးပြောခဲ့တဲ့စကားတင်တန်းကျောင်းမှာတင်တန်းတက်ရင်ကျွန်တော်သမီးကသူ့အပေါင်းအသင်းနဲ့ပြောတဲ့စကားတွေကျွန်တော်ကိုပြန်ပြောပြတယ်ဖေဖေတဲ့သမီးတို့တင်တန်းမှာစာရမ်းပြုစုရတယ်ကျွန်တော်တို့ကတရရဲ့ဝင်နဲ့တွက်ချက်ရတာပါတရရဲ့ဝင်နဲ့တွက်ချက်တဲ့အချိန်ကျတော့ကျွန်တော်လာကစားလည်းမဟုတ်ပါဘူးနော်ကျွန်တော်လာကစားမဟုတ်ပါဘူးကျွန်တော်တက်ပညာလေးနဲ့လုပ်တဲ့အချိန်မှာပုံမှန်ဝင်ဟာဗျားမြတွက်မယ်ဆိုရင်အနည်းဆုံး3သိန်းရဲ့အောက်မှာ3သိန်းရဲ့အထက်မှာရှိပါတယ်နော်ဒီထက်လည်းများတဲ့အခါတွေရှိပါတယ်ကျွန်တော်လည်းလုပ်လဲစားပါမကြွားပါဘူးတလင်းသူတလင်းသားအကုန်သိပြီးသားပါအဲ့တော့ကျွန်တော်ရဲ့မိသားစုထဲမှာကျွန်တော်အကုန်လုံးသမီးတီအကြီးဆုံးဖြစ်တယ်နော်အကြီးဆုံးဖြစ်ပါတယ်ကျွန်တော်သမီးလေးအကြီးဆုံးကသူနာပြုဒုတိယနှစ်တက်နေတယ်
တက္ကသိုလ်မှာလည်း image စကင်ကြီးဒုတိယနှစ်ပါပဲ image စကင်ကြီးပါပဲကျွန်တော်စကင်ကြီးကိုရနာတာအားကြောင့်လဲဆိုရင်သမီးနောက်တစ်ချိန်ကိုသူလာပြု3နှစ်နိုင်ငံတော်ဝန်ထမ်းဆောင်ပြီးလို့မလုပ်ချင်ဘူးဆိုရင် image ဘွဲရခဲ့တဲ့အချိန်ကိုသမီးကြိုက်တဲ့အလုပ်ကိုလုပ်ပါလို့ကျွန်တော်အဲ့ဒါကိုတော့ခွင့်ပြုထားတယ်ဒါကြောင့်မို့ရ image ကိုရနာပြီးတော့လုပ်တာဆိုလိုတာကတော့ကျွန်တော်မှာဒါသမီး4ယောက်ရှိတဲ့တဲမှာအကြီးဆုံးသမီးလည်းဖြစ်တယ်ကျွန်တော်ရဲ့ဘဝပထမဆုံးအစမှာကျွန်တော်ကက်ကောင်ကက်ခဲတဲ့သမီးကိုမွေးဖွားခဲ့ရသားလေးမွေးလာတဲ့အချိန်ကျတော့ကျွန်တော်တော်တော်ဆင်းရဲနေတဲ့အချိန်မှာနော်အဲ့ဒီအချိန်မှာကျွန်တော်သားလေးကိုပွေးပြီးတော့သမီးကိုကျွန်တော်ပကုံးထက်မှာထားပြီးမှကျွန်တော်သွားခဲ့ရတာဒီနေ့နောက်ဆုံးကြီးမှကျွန်တော်မထားခဲ့ရဘူးကျွန်တော်မထားခဲ့ရဘူးသမီးကိုသင်္นานညမှာပြုစုတဲ့စာထဲမှာသမီးပြောတာကသူတို့တငယ်ချင်းတွေကိုပြောတာကဖေဖေဟာသမီးတို့ရဲ့မိသားစုရဲ့ဟီးရိုးပါတဲ့ကျွန်တော်အင်္ဂလိပ်စာမတတ်ဘူးနော်သမီးကပြောတဲ့စကားမှာဖေဖေဟာသမီးတို့မိသားစုရဲ့သူရဲ့ကောင်းပါလို့ပြောခဲ့တာအခုကျွန်တော်တင်စားခြင်းနဲ့သမီးဟာကျွန်တော်တို့မိသားစုတွေမကဘူးကျွန်တော်တို့တောင်ပေါ်ကျေးရွာအုပ်စုသလင်းကျေးရွာတွေမကဘူးကဏီမျိုးနယ်တွေမကဘူးနိုင်ငံတော်အစ်စ်နိုင်ငံတော်ကနေကဘာတိသွားတဲ့သူလုံးဆောင်ခဲ့တဲ့လမ်းကြောင်းတွေဒီကျွန်တော်ဟန်တာခဲ့တာမဲ့နဲ့ဟန်တာခဲ့တယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်မိဘကိုကျွန်တော်သမီးအသေးမခံနိုင်ဘူးလေလက်ခံကြလားလက်ခံကြလားဗျာလက်ခံပါလေဗျာဒီလိုတိုက်ပွဲဝင်ရင်တနေ့ကျတော့ပို့တိုက်မှုဖြစ်လို့ရှိရင်သေချာပေါ့ကျွန်တော်သမီးသေးမှဆိုတော့ကျွန်တော်ကြိုသိတယ်ဒါကြောင့်မို့ကျွန်တော်အသေးမခံလို့အသေးမခံနိုင်လို့ကျွန်တော်သမီးကိုမလုပ်စေချင်တာတယ်မိပါမယ်ဆိုတာသမီးတွေအပေါ်မှာစင်စစ်ပြီးတော့မြင်းရနာကိုပဲလိုချင်ကြတာပါစင်နှင်းပြီးမြင်းကန်တာမလိုချင်ကြပါဒါကြောင့်မို့ကျွန်တော်တားပြစ်ခဲ့တာအဲ့ချိန်မှာကျွန်တော်တမြန်နေ့ကသမီးရဲ့အလောင်းကိုရရှိဖို့ရအတွက်ကျွန်တော်သွားထုတ်တဲ့အချိန်မှာသမီးရဲ့ငယ်ချင်းတယောက်ကပြောတဲ့စကားကျွန်တော်ရင်ထဲမှာမချိအောင်ခံစားခဲ့ရတယ်ဖေဖေကိုလှုပ်ပြနိုင်တယ်လို့ဖေဖေကိုဒီလိုလှုပ်ပြနိုင်တယ်လို့ငါလှုပ်ပြခြင်းလို့လှုပ်တာပါဆိုတာဒီကနေ့အားလုံးဖေဖေတွေမကဘူးသမီးလှုပ်ရတဲ့ကိုအားလုံးကနေပြီးတော့အာဇာနည်သူရဲကောင်းဆိုတဲ့ဘွဲတစ်စိတ်ကိုပေးလိုက်ပါပြီအဲ့တော့ကြောင့်သမီးကိုပြောချင်တာသမီးရေးထားတဲ့စာလေးထဲမှာအကောင့်တိုင်းပြန်လာမယ်လို့အာမမကန်နိုင်တဲ့ခီးကိုသွားရတဲ့အခါနှောင်ကြိုးတွေကခွန်းလွတ်ပေးပါတင်စာဟိတ်ဆိုတဲ့ရေးတဲ့တဲမှာသမီးကိုဖေဖေတို့ကြံရည်တဲ့မိသားစု9ယောက်ကနေပြီးတော့သမီးကြီးတော်လာတဲ့နာရောစင်ကြိုးတွေကိုလွတ်လပ်စွာသွားလာနိုင်ရန်အတွက်လောက်ကင်ဆောင်ရနိုင်ရန်အတွက်ဖေဖေတို့ကသမီးကိုခွန်းလွတ်ပါတယ်လို့အဲ့ဒီကသမီးရဲ့သူရဲကောင်းနေတိုက်ပွဲဝင်လာတဲ့ရဲဘော်ရဲဘက်တွေသမီးရဲ့လုပ်ငန်းတွေလှုပ်ဆောင်ခဲ့တဲ့အပွဲတွေရဲ့အားလုံးရဲ့ဒီကနေ့သမီးရဲ့နာရီခန္ဓာကိုရောက်ရှိလာတဲ့ကုညီ